그래 샹기 땡담면 네만 자요라데 건설하는 거네. 저는 이게 샹바다로 요로 베베로 샹바다 그다음에 또 자대 그정 저도ခွင့်ပြု 저도 투တောင်းမှလိုပါတယ်ကျွန်တော်တို့ရှမ်းကောင်းဆောင်များတပ်ဖို့တောင်းမှုများရဲဘော်များရှမ်းပြည်လူထုအားလုံးတို့ခင်ဗျာကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့တိုင်းသားအားလုံးကိုကျွန်တော်ကရုဏာပြုလိုက်ပါတယ်ဒီနေ့ဤသူများဖြစ်တဲ့ဒီကျွန်တော်တို့ရှမ်းပြည်မျိုးသားနေ့မှာကျွန်တော်တို့ကိုဖိတ်ကြတဲ့အတွက်ကြောင့်ဒီမှာရောက်ရှိလာတာကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ဒီကိုစားတရားလာတဲ့အတွက်ကြောင့်ကျွန်တော်စကားပြောမဲ့အစားပါလေကျွန်တော်ဒီမှာကျွန်တော်ဒီမျိုးသားတိုးတက်ပါတီရဲ့ဇုံတော်ကိုကျွန်တော်ဖတ်ကြားလိုက်ခြင်းအပြင်ဒီကျွန်တော်ဒီပါတီရဲ့ကိုစားဖြစ်သလိုဒီနေ့ဒီမှာရှိတဲ့ဒီတရားလို့ရဲ့ကိုစားလည်းဖြစ်ပါတယ်အဲဒါအတွက်ကြောင့်ကျွန်တော်ဒီသုံးလောက်ပဲဖတ်ကြားပေးပါမယ်ဒီနေ့မျိုးသားတိုးတက်ပါတီဘူဌာနချုပ်နေ့စွဲဒီထောင်ခုနှစ်ခုဖေဖော်ဝါရီလ6ရက်နေ့60ပြည့်ရှမ်းပြည်မျိုးသားနေ့စုပြေးပို့သောကရင်မျိုးသားပါတီတိုးတက်ပါတီ၏သုံးလွှာဒီထောင်ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့တွင်စားရောက်သည့်နေ့60ပြည့်ရှမ်းပြည်မျိုးသားနေ့တွင်ရှမ်းပြည်တွင်မိချင်းနေထိုင်ကြသည့်ရှမ်းပြည်မျိုးသားများအားလုံးကိုယ်စိတ်နှင့်ဖြာချမ်းသာချမ်းသာပြီးဒီရကင်းဝေကသုခအပေါင်းနှင့်ခါကြောင်းနိုင်ကြစေရန်မေတ္တာပို့သရင်ဆုမှုကောင်းတောင်းအပ်ပါသည်ဒီနေ့မျိုးသားတိုးတက်ပါတီအနေဖြင့်ဒီနေ့ပြည်သားများ၏ကိုစားရှမ်းပြည်မျိုးသားတို့၏ထူးကဲသောဒီနေ့ထူးနေ့များအခါသမညတွင်ယခုကဲ့သို့ဇုံလာပေးပို့ခွင့်ရသည့်အတွက်များစွာဂုဏ်ယူဝန်းသာမိပါကြောင်းဝှက်ကြားလိုပါသည်ရှမ်းပြည်နှင့်ဒီနေ့ပြည်တို့သည်နေနမိတ်အားဖြင့်ဆက်သက်တည်ရှိနေကြကဲ့သို့ဗမိုင်း၏အခြေခံဖြစ်ကြည်ရှိမှုလည်းအသေးစံတူညီခဲ့ကြပါသည်မြပြည်တော်အတွင်းဒီတင်းနေခံကြသည့်အမျိုးသားများလည်းနှစ်ကာလကြာမြင့်စွာကလေးကပင်အတားအဆီးမရှိအပြန်အလှန်ကုလူဆက်ဆံနှီးနွယ်ခဲ့ကြပါသည်ထို့ပြင်နေကျမဟာလူမျိုးကြီးဝါဒကျင်းသုံးသည့်အဆက်ဆက်သောမဟာဗမာများ၏မတရားနယ်ချက်ကျွန်းကျူးရင်းဆဲသတ်ပြတ်မှုအောက်တွင်အမျိုးသားရေး၏လက္ခဏာကိုအဖတ်ဆေမရတော့အောင်လူညွတ်တုံးစေသည့်အထိလေသိခံနေရသည်မှာလည်းအတူတူပင်ဖြစ်သည်ဒီလိုမတရားဖိနှိပ်ကြုံပြုမှုအောက်မှာဒီပြည်တော်ရှိအမျိုးသားများဘဝလွတ်မြောက်စေရန်အတွက်ခုခံတော်လှန်တိုက်ပွဲဝင်ရတွင်လည်းဒီလိုညီညွတ်စွာဖြင့်အပြန်အလှန်ရန်ပြီးကူညီပံ့ပိုးခဲ့ကြပါသည်အမျိုးသားဘဝလွတ်မြောက်ရေးအတွက်ခုခံတိုက်ပွဲခရီးတွင်ငုံမိတဲတိုင်ကျဲလန်ဖြားရောက်အလံမလဲသဒံကျော်ခင်းကရင်ချင်းအာကာအန္တရာယ်တွေကိုအတူတကွရပ်တည်ရင်လက်ချင်းချက်ကအောင်ပွဲပြီးဆုံးတိုင်အောင်ဟန်ချက်ရင်ကြီးဆင်နွှဲသွားကြရမှာအင်းဒီမျိုးသားများနှင့်ရှမ်းပြည်မျိုးသားတို့၏မဟာသမိုင်းပေးတောင်းတရားပင်ဖြစ်ပါသည်လူဖြစ်ပါသောကြောင့်ဤနှစ်60ပြည့်ရှမ်းပြည်မျိုးသားများနှင့်အခါသမယတွင်ပြည်တော်အကြားတည်ရှိခဲ့သောတည်ရှိဆဲဖြစ်သောအပြန်အလှန်နားလည်မှုအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့်ဖြစ်ရင်းနှီးမှုကိုကမ္ဘာဆုံးတိုင်အောင်ဒီဆောက်ရင်မပြီးဆုံးသေးသောအမျိုးသားရေးတိုက်ပွဲခရီးကိုလက်ကျဲမထုတ်စံရဲမြောင်စွာချီနှောင်ရင်းလျှောက်လန်းကြပါဆိုဟုအဋ္ဌံပြုရင်းရှမ်းပြည်ရှိအမျိုးသားများအားလုံးအားသတင်းစကားပါရင်ဒီခွင့်ပြုအပ်ပါသည်ပါတီဘိုးကောင်ကြီးဒီအမျိုးသားတိုးတက်ပါတီအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မလည်းရှမ်းပြည်မှာမွေးခဲ့တယ်ဒီနေ့ရှမ်းပြည်နေ့မှာတိုင်းရင်းသားလူမျိုးများကောင်စီမြန်မာနိုင်ငံကိုစားတဝန်လွာစာကိုဖတ်ခွင့်ရတဲ့အတွက်ကြောင့်အများကြီးကျွန်မဝမ်းသာတယ်
နှစ်60ပြည့်ရှမ်းပြည်အမျိုးသားနေ့ဂုဏ်ပြုသဝဏ်လာ2000ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ဒီရှမ်းပြည်နယ်အတွင်းနေထိုင်ကြသောတိုင်းရင်းသားလူမျိုးများ၏စည်းလုံးညီညွတ်မှုဖြင့်ပင်လုံမြို့တွင်ရှမ်းပြည်တိုင်းရင်းသားများစာချုပ်ချုပ်ဆိုခဲ့သည့်နှစ်60ပြည့်ရှမ်းပြည်အမျိုးသားနေ့ပင်ဖြစ်သည်ဤသို့ရှမ်းပြည်အမျိုးသားနေ့တို့၏တမိုင်းဝန်မွန်မြတ်သည့်နေ့ထူးနေ့မြတ်တွင်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့်ရှမ်းမျိုးသားကောင်စီတွင်ရှမ်းပြည်သူလူထုတရက်လုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီးရွှေလန်းချမ်းမြေ့ပါစေကြောင်းတိုင်းရင်းသားလူမျိုးများကောင်စီပြည်ထောင်စုမြန်မာနိုင်ငံမှဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှမ်းပြည်တွင်ရှိစဝါများလူထုကောင်းဆောင်များနှင့်တိုင်းရင်းသားကောင်းဆောင်များဥဆောင်မှုဖြင့်ရှမ်းပြည်တစ်ပြည်လုံးစည်းလုံးညီညွတ်နိုင်သည့်နေ့ပင်ဖြစ်သည်ရှမ်းပြည်မျိုးသားနှင့်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့နဲ့လူလက်ရေးနေ့တို့သည်ခွဲခြားလို့မရပါ1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ဒီရှမ်းပြည်တိုင်းရင်းသားများ၏ကောင်းဆောင်မှုဖြင့်ရှမ်းကချင်ချင်းတိုင်းရင်းသားကောင်းဆောင်များနှင့်မြန်မာပြည်ကြားဖြတ်အစိုးရကိုစားပြုသောဗိုလ်ချုပ်အောင်ဆန်းတို့သည်တမိုင်းဝန်ပင်လုံစာချုပ်ကြီးကိုချုပ်ဆိုခဲ့သည်ထိုပင်လုံစာချုပ်ကြောင့်ယနေ့ခေါ်တွင်နေသောပြည်ထောင်စုမြန်မာနိုင်ငံသည်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့သည်ဗြိတိရှကိုကိုလိုနီလက်အောက်မှလွတ်လပ်ရေးရခဲ့ခြင်းဖြစ်ပါသည်ရှမ်းပြည်မျိုးသားနေ့သည်နှင့်ပင်လုံစာချုပ်ကမရှိခဲ့လျင်ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်းရှိယနေ့ကမ္ဘာပေါ်မြေပုံတွင်ရှိလာမည်မဟုတ်ပေအနိုင်မခံအလာမလွဲစရာကြံ့ခံစွာဆက်လက်တိုက်ပွဲဝင်နေခဲ့တဲ့ရှမ်းပြည်ကောင်းဆောင်ကြီးများခေတ်ဆက်ဆက်တိုက်ပွဲဝင်တော်လှန်ရေးလူကြီးသူလေးတော်လှန်ရေးသူရဲကောင်းများကိုဤကဲ့သို့တမိုင်းတွင်ရှမ်းပြည်မျိုးသားနေ့တွင်တိုင်းရင်းသားလူမျိုးများကောင်စီမြန်မာပြည်ထောင်စုမြန်မာနိုင်ငံအနေနဲ့အလေးအနက်ဂုဏ်ပြုအပ်ပါသည်လူလေးရေရချိန်မှစ၍ယနေ့ကာလအထိမဟာလူမျိုးစနစ်တပါတီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်တို့ဖြင့်အုပ်ချုပ်မှုကြောင့်တိုင်းရင်းသားလူမျိုးများပေါင်းစုံတို့သည်နိုင်ငံရေးလူမှုရေးကျန်းမာရေးပညာရေးစသည့်အထွေထွေအတိဒုက္ခမျိုးစုံကိုခံစားနေခဲ့ရသည်ထိုဒုက္ခမျိုးစုံမှလွတ်မြောက်ပြီးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်ရေးမြို့သားတန်းတူရေးနဲ့ကိုယ်ပိုင်ဖြတ်တတ်ခွင့်နဲ့အပြည့်အဝရရှိသောဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွင်တိုင်းရင်းသားလူမျိုးများအားလုံးအကျိုးတကွလက်ကျွေးပြီးတိုက်ပွဲဝင်မှသာလျှင်အောင်မြင်မည်ဟုကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများကောင်စီမှယုံကြည်ပါသည်လွန်ခဲ့သောအနှစ်60ကရှမ်းပြည်အမျိုးသားနေ့ပင်လုံစာချုပ်ဆိုသည့်နေ့ကဲ့သို့တိုင်းရင်းသားလူမျိုးပေါင်းစုံတရက်လုံးစည်းလုံးညီညွတ်မှုကိုဖော်ဆောင်နိုင်တဲ့အနှစ်သာရကိုလက်ရှိရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှလည်းထပ်တူလှုပ်ဆောင်သွားနိုင်မည်ဟုယုံကြည်မိပါကြောင်းယနေ့ကြာရောက်တော်နှစ်60နှစ်ရှမ်းပြည်မျိုးသားနေ့အခါတရားတွင်စုမကောင်းသဝဏ်လွှာပေးဖို့အပ်ပါသည်ဥက္ကဋ္ဌတိုင်းရင်းသားလူမျိုးများကောင်စီပြည်ထောင်စုမြန်မာနိုင်ငံကျေးဇူးတင်ပါတယ်